ဒီခေါက်ရဲ့ vlog လေးမှာတော့ဘန်ကောက်ရောက်လို့ရှိရင်သွားတဲ့နေရာတစ်ခုဖြစ်တဲ့ဘန်ကောက်ရဲ့ China Town ဒါမှမဟုတ်ရဝရညဈေးကိုသွားခဲ့တဲ့ vlog လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဘန်ကောက်ရဲ့ China Town လို့ခေါ်တဲ့ရဝရညဈေးကိုသွားမယ်ဆိုလို့ရှိရင်ညနေ China နောက်ပိုင်းကိုသွားလို့ရှိရင်တော့ဆိုင်နေပို့ပြီးတော့ဆုံးတာဖြစ်တဲ့အတွက်အဲ့အချိန်လေးကိုတော့တင်ပြချင်ပါတယ် China Town ရောက်နေပါတယ်တော့ဘန်ကောက် China Town ဒီမှာ China Town နဲ့ဘာတွေခေါ်လဲဆိုရင်တော့ဘာမှတော့မဟုတ်ဘူးဘန်ကောက် China Town ဟာ tourist တွေနဲ့အရန်စီကားပြီးတော့ attraction အများဆုံးရှိတဲ့နေရာတစ်ခုဖြစ်တယ်လို့အဲ့ရောက်လို့ရှိရင်စားတဲ့နာမည်ကျော်ဆောက်ဆိုင်ရှိပါတယ်အမင်းတို့ရောက်တဲ့ချိန်ကညနေလေတော်တော်ဆောင်းနေဖြစ်တာမို့အမင်းတို့ပထမဆုံးစားဖြစ်တာကတော့ဒီစီချက်ခောက်ဆွဲလိုပုံစံမျိုးလေးပေါ့နော်အဲ့ဒါမို့ဝသားပြုတ်ရဲ့နောက်ကျလို့ရှိရင်ဝသားကင်လေးတွေပေါ့နော်အဲ့ဒါတွေတွဲပြီးထည့်ပြီးဒီခောက်ဆွဲပြုတ်လေးမှစားဖြစ်ခဲ့ပါတယ်ဝသားကိုလက်လက်ဆက်ဆက်ပြုတ်ထားတာရဲ့ခောက်ဆွဲအီအီလေးရဲ့နဲ့ဒီဟင်းပွဲလေးရလေတပွဲကိုတော့ဘန်50ပေးရတယ်သူ့ရဲ့ရတာလေးတော်တော်လေးကိုကောင်းပြီးတော့လေအရန်ကိုလည်းသဘောကျတယ်ဆိုင်တချို့ကလေသူကထိုင်းစကားမတက်လို့ရှင်မှားတယ်နည်းနည်းခက်ခဲရှိပြီပဲနောက်ပိုင်းမှာသိရတာကဆိုင်တော်များများမှာမြန်မာလူမျိုးတွေရှိတာဖြစ်တဲ့အတွက်မြန်မာလူမှားရင်တော့လည်းအဆင်ပြေတယ်ပေါ့နော်နောက်ထပ်စားဖြစ်တာကတော့ဘန်ကောက် China Town မှာဆိုလို့ရှိရင်နာမည်ကျော်တဲ့အစားအစာတစ်မျိုးဖြစ်တဲ့ဒီကင်းမွန်နေပဇွန်တွေကိုပေါ့နော်ကင်ပြီးတော့သူ့ရဲ့ဒီ sauce လေးဆန်းပြီးတဲ့ဆိုင်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူကအစိမ်းကြီးအနီရဆိုနှစ်ဆိုင်ရှိတယ်ပေါ့နော်ဒီဆိုင်ထဲမှာအဲ့မင်းတို့အနီနေတဲ့ဆိုင်ကိုစားဖြစ်ခဲ့ပါတယ်သူ့ရဲ့ sauce ကလေတော်တော်လေးကိုကောင်းမှထိထိမိမိဖြစ်တယ်နောက်ပြီးတော့ပုံကြီးရနေခတ်ပြီးတာပေါ့နော်အဲ့ဒါကလုံးဝ attraction တော်တော်လေးစောင့်ရတယ်ပေါ့နောက်တစ်ခုကဒီ China Town ထဲမှာရှိတဲ့ဆိုင်တော်တော်များများလေသူနီးသူဟန်နဲ့ဧည့်သည်တွေ attraction မျိုးစုံနဲ့ဆွဲကြတာပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်မျိုးစုံသောချက်ပြုတ်တင်ဆက်မှုတွေလည်းတွေ့ရတယ်ဖြော်ရည်ဖြော်တဲ့ပုံစံမျိုးစုံတွေအဲ့ဒါမျိုးတွေတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကဘယ်ဈေးတန်းကိုပဲတော်တာပေါ့နော်ညာဈေးမှာဆိုလို့ရှိရင် admin သဘောကျတာကသူတို့စီမှာအသီးမျိုးစုံရတယ်လက်လက်ဆက်ဆက်စားရတယ်လို့သူတို့ရဲ့အသီးရဲ့အရသာလည်းလက်ဆက်မှုကိုခံစားရတယ်ပေါ့နော်နောက်ထပ်ဘန်ကောက် China Town ကိုရောက်လို့ရှိရင်နာမည်ကျော်တဲ့အစားအစာတစ်မျိုးပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီပါမုံမီကင်တဲ့ပေါ့နော်ယူတွေမျိုးလို့ရှိရင်နောက်ထပ် custard တို့ပေါ့နော်အဲ့ဒါမျိုးတွေထည့်ပြီးတော့မှပေးတဲ့ဆိုင်လေးပေါ့နော်ဒီဆိုင်လေးကတော့ကိုယ့်ရဲ့ token နဲ့ကိုစောင့်ရတယ်တော်တော်လေးလူများတယ်လို့နာမည်ကျော်တဲ့အစားအစာတစ်မျိုးဖြစ်တဲ့အတွက်ဘန်ကောက် China Town ရောက်လို့ရှိရင်ဒီဆိုင်လေးအစားအသောက်ကိုလည်းမိဆန်းကြည့်စေချင်ပါတယ်ခင်ဗျပြီးလို့ရှိရင်ဒီညာစည်းတန်းတကြောမှာဆိုလို့ရှိရင်တရုတ်ရိုးရအစားအစာတွေနောက်ပြီးကြလို့ရှိရင်တရုတ်ရိုးရအစုံဆေးဝါးတွေရောင်းချတဲ့ဆိုင်တွေအပြင်နောက်ထပ်ပေါ့နော်တရုတ်ရိုးရအချိုပွဲမျိုးစုံရောင်းချတဲ့ဆိုင်တွေတော်တော်များများလည်းရှိတယ်နောက်ပြီးကြလို့ရှိရင်အသီးမျိုးစုံပေါ့နော်လက်လက်ဆက်စားခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းအသီးမျိုးစုံရောင်းချတဲ့ဆိုင်တွေလည်းအများကြီးရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ညာစည်းတကြောမှာဆိုလို့ရှိရင်ကိုယ့်ရဲ့တဲလန့်ကိုပေါ့နော်ပေါ်ပြရင်းနဲ့မှာတီးခတ်ဖြောပြနေတဲ့လူတွေတီဆိုဖြောပြနေတဲ့လူတွေတော်တော်များများလည်းတွေ့ရတယ်ဒီဆိုင်လေးကတော့ထိုင်းမှာအရန်နာမည်ကြီးတဲ့ကျွန်တော်တို့ပဇွန်စိတ်ကိုမှအစိမ့်ကိုအရှင်တုတ်တာပေါ့နော်အဲ့ဆိုင်လေးပါဒါပေမဲ့အများတော့မစားခဲ့ပါဘူးပြီးကြလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တရုတ်ရိုးအချိုမုံတော်တော်များများရှိတယ်နောက်ထပ်ဘန်ကောက်တရုတ်တန်းမှာနာမည်ကြီးဆိုင်ဒီဆိုင်ဖြစ်တဲ့နှစ်စင်မီရှလင်ဆုကိုရထားတဲ့ပေါ့နော်ဆိုင်လေးစီပါတယ်ဒီဆိုင်လေးကတော့သူကဝက်ပြုတ်ရည်ရဲ့နောက်ပြီးကြလို့ရှိရင်ကျွန်တော်ဆံပြားခောက်ဆွဲအလိတ်လေးရောမှငရုတ်ကောင်းတဲ့မှုမွေးလေးနဲ့ထည့်ပြီးတော့ရောင်းတဲ့ဆိုင်ပေါ့နော်အဲ့ဆိုင်လေးရှိပါတယ်အမင်းတို့ကတော့ဒီဆိုင်လေးမှာနှစ်ပွဲလောက်မြည်ကြည့်ရပေါ့နော်ဒါပေမဲ့အမင်းရဲ့ taste နဲ့တော့တိတ်ပြီးတော့ကြိုက်မနေဘူးဒါပေမဲ့သူကတော့နာမည်ကျော်တဲ့ဆိုင်ပဲပါတယ်ပေါ့နော်ပတ်စံတော့ရပါတယ်နောက်မှာတော့စတစ်ကနဲ့များကြီးပါတယ်ဆိုတော့ဘန်ကောက်ကတရုတ်တန်းညဈေးမှာလည်းရန်ကုန်တရုတ်တန်းညဈေးလိုပဲပေါ့နော်ကျွန်တော်အင်းဆက်မျိုးစုံကြော်ပြီးတော့ရောင်းတဲ့ဆိုင်လေးလည်းရှိတယ်ရန်ကုန်တရုတ်တန်းညဈေးမှာဆိုလို့ရှိရင်လည်းကျွန်တော်ပေးကြော်နောက်ပြီးကြလို့ရှိရင်တခြားတော့ပေါ့နော်ပိုးကောင်လေးကြော်ပြီးရောင်းတာမျိုးရှိတယ်လို့ပေါ့နော်နောက်တစ်ခုကလေဒီနေရာကိုလာမယ်ဆိုလို့ရှိရင်သူကကားပါကင်အခက်အခဲရှိတယ်ဖြစ်တဲ့အတွက်တုံတန်ဆိုလို့ရှိရင်ဒီနေရာ public transport နဲ့လာပိုးကောင်းတယ်နောက်ပြီးကြလို့ရှိရင်သူက grab driver ခေါ်လို့ရှိရင်လည်းနေရာ location ပြရတယ်နည်းနည်းလေးအခက်အခဲရှိရပေါ့နော်အဲ့ဒီချက်ကိုတော့သတိထားစီချင်ပါတယ်ဒီဆိုင်လေးကတော့ဒီတရုတ်တန်းမှာဆိုလို့ရှိရင်တက်တန်းတော်ကြာဖြစ်ပြီးတော့သူတို့ကတော့ live ပေါ့နော်ဒီခောက်ဆွဲတွေ live show လေးတွေလုပ်ပြတဲ့ဆိုင်လေးဖြစ်တယ်ဒီမှာဆိုကလေးတွေကိုပြလို့ရတယ်ပေါ့နော်သူတို့ဆိုင်ရဲ့အသက်တန်းရနောက်ပြီးတော့လုပ်တဲ့ခောက်ဆွဲမျိုးစားတွေသူအပြင်မှာပြထားတယ်ပေါ့နော်ဒါကတော့ knowledge အနေနဲ့ဆိုလို့ရှိရင်ကိုကကြည့်လို့လည်းရတယ်ပေါ့နော်ချိုအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ China Town ဘန်ကောက်ကတကယ်နဲ့သွားတင်လားဆိုလို့ရှိရင်သွားတင်တဲ့နေရာတွေမှာတစ်ခုပါပါတယ်အစားအသောက်မျိုးစုံမီးစမ်းခွင့်ရတယ်လို့နောက်ပြီးကြလို့ရှိရင်နာမည်ကျော်အစားအစာတော်တော်များများတနေရာတွေမှာရှိတာဖြစ်တဲ့အတွက် budget လည်းကြိုက်တယ်နောက်ပြီးကြလို့ရှိရင်ကိုယ့်အတွက်လည်းbeaucoupတော်တော်များများရနေရတစ်ခုဖြစ်တဲ့အတွက်သွားတင်တဲ့နေရာတစ်ခုဖြစ်တယ်လို့ကျွန်တော်အကြံပေးလိုက်ချင်ပါတယ်ခင်ဗျာဘယ်လိုအဆုံးထိကြည့်ရှုပေးတဲ့ဒုတိယရှင်းတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ